အားလုံးပဲမင်္ဂလာပါရှင် Ariana's Diary ကနေကြိုဆိုပါရစေဒီနေ့မှာတော့ Ariana က keyboard အသစ်လေးဝယ်လာတယ် Mechanical RGB keyboard စမ်းပြပါမယ် Ariana အခုလောလောဆယ် game ဆော့နေတယ် laptop နဲ့ပဲဆော့ရတာကအဆင်မပြေဘူးပေါ့နော်အဆင်မပြေဘူးဆိုတော့ keyboard လေးနဲ့ဆော့ကျင်တယ်ဆိုပြီးတော့ keyboard လေးဝယ်လာလိုက်တယ် keyboard ကဈေးမကြည့်ဘူးပေါ့ပါပါလေးပဲဘာလို့ဆိုတာအပျော်ဆော့တာဆိုတော့ဂိမ်းကလည်းမဖြစ်မနေတဲတန်ရင်ဆော့နေတာသူများကြီးလိုဂိမ်းမာကြီးမဟုတ်ဘူးလေအဲ့လိုဆိုတော့ပေါ့ပါပါဆော့တာဆိုတော့ဈေးသက်လေးတွေကနေရှာဝယ်ထားတယ်ဒါပေမဲ့ဒီ brand ကကြတော့mouse တွေပါတွေက3လက်စရှိရယ် Armageddon mouse က3လက်စရှိရယ်ဆိုတော့ quality လေးမဆိုးလက်ခံလို့ရတယ်ပေါ့နော်ပြီးတော့ဒါ Singapore Challenger ကနေဝယ်လာတာဆိုတော့ quality လေးသူ့အနေနဲ့သူစိတ်ချရလောက်တယ်ပေါ့နော်အဲ့တော့ keyboard ကလေးအကြောင်းပြောပြပါမယ် keyboard ကသူက low profile ကိုSMK1C ကင်မရာပြောင်းမြန်ရင်ဖြစ်နေလားမသိဘူးဆိုတော့ဒီဟာ low profile keyboard unboxing လုပ်ပါမယ်spare key လေးနှစ်ခုထည့်ပေးထားတယ် spare key ကAriana ဝယ်လာတာက tactile ကို swap လုပ်လို့ရတဲ့ spare ပေါ့နော်အဲ့ဒါလေးထည့်ပေးထားတယ်နောက်ပြီးတော့ဒါကတော့laptop နဲ့ join ဖို့ပြီးတော့ user manual လေးပါတယ်ပြီးတော့ဒါကတော့ keyboard ပေါ့နော်ထာဒါဒီလိုလေးပေါ့ပါလေးပဲသူကကီးတွေက number key တွေကိုအပေါ်တင်ထားတာတေးလေးလက်နဲ့တိုင်းချင်း1000လောက်မပြည့်ဘူးပေါ့နော်အဲ့တော့တော်တော်လေးပါဖြစ်တယ်Ariana အခန်းကကျင်းနေနေတဲ့အခန်းကကျင်းနေဆိုတော့ဇပွဲကလည်းအကြီးထားလို့မရဘူးဇပွဲလည်းကြီးထားလို့မရတဲ့ခါကျတော့ခုံပေါ်မှာပစ္စည်းတွေလည်းအရင်များပြီးတော့ရှုပ်နေစင်ပြေဘူးလေအခုပဲကြည်တာ Shopee ကမှာရင်$28ပဲရှိရယ်အခုဝယ်လာတာ Challenger ကနေဝယ်လာတာเนาะ39အဲ့တော့အမျိုးတွေကဝယ်မယ်ဆိုလို့ရှိရင်ကြိုပြီးတော့တတိထားပြီးတော့ကြည်ပေါ့เนาะတခြား keyboard ဟာတွေဆိုလို့ရှိရင်လည်း$4ကနေ$5လောက်ထိဈေးကွာတာတွေ့တယ် online နဲ့ဒီ Challenger လိုမျိုးစိုက်နေနေပေါ့နော် Challenger ကြတော့အခုဝယ်ခုရတယ် online မှာကြတော့အနည်းဆုံး3-4ရက်စောင့်ရတာတစ်ပတ်စောင့်ရတာအဲ့လိုမျိုးတွေရှိရဲမဟုတ် next day delivery လိုချင်ရင်4နာရီမနက်နေ့လယ်1နာရီ2နာရီမတိုင်ခင်မှာရတယ်အဲ့လိုမျိုးတွေရှိရပေါ့နော်အဲ့တော့ဒါလေးကိုအခုဝယ်လာပြီဆိုတော့လည်းမထူးတော့ဘူးစမ်းပြပါမယ် USB Type C wireless လိုချင်ပေမဲ့ wireless နဲ့ဟာတွေကကိုလိုချင်တဲ့ဈေး range ထဲမှာမရှိနေတာကတကြောင်နောက်ပြီးတော့wireless တွေကကြတော့ကိုလိုချင်တဲ့ design နဲ့လည်းမရှိဘူး USB C အပေါက်ကလေးရဒါလေး laptop နဲ့ join ပြီး USB Type C လေးအပေါက်ကလေးနဲ့ joinပြီးတော့သူကဒီမှာအနောက်ဖက်တောက်ပေါ့နော်တောက်လေးပါတယ်ဒါ keyboard တော်တော်များများပါတယ်တိုင်းပဲပေါ့နော်ပြီးရင်
လုပ်ခွင့်ရသေးရလားဘာမှမထူးဆိုတော့manual လေးကြည့်လိုက်ပါဦးမယ် manual မှာဗာရေးထားလဲဆိုတော့ feature combining okay problem solve ဒီလိုလေးပါတော်လေးလာတယ်ဟုတ်ကcolor swatch လုပ်လို့ရတယ်ပြောတာတော့ function key တဲ့လေးလာရလို့ပြောအောင်နော် clicking song လေး test လုပ်ပါမယ် okay အဲ့လိုဆိုတော့ keyboard စံပြပြီးပြီဆိုတော့အခုက keyboard အကြောင်းလေးနည်းနည်းမိတ်ဆက်ပေးမယ်နော်မိတ်ဆက်ပေးမယ်ဆိုတာကတကယ်လို့စိတ်ဝင်စားလို့ဝယ်ချင်တဲ့ဘာညာဆိုလို့ရှိရင်နည်းနည်းချင်းချိန်လို့ရအောင်လို့ပေါ့နော်သူကArmageddon brand ကArmageddon type ကကြတော့ mechanical keyboard ကိုမှသူ့ရဲ့ model က SMK1C နော်အဲ့ဒါအောင်မှ low profile okay low profile နဲ့ high profile နဲ့ဘာကွာလဲဆိုတော့ high profile ကြတော့ကြီးအတုံးလေးတွေကနည်းနည်းမြင့်တယ်ဒါလေးကကြတော့ပါတယ်ဘေးကကြည့်လို့ရှိရင်ပလေးရယ်ဒီလောက်ကလေးပဲတချို့keyboard high profile ကြီးတွေကြတော့အတုံးထူကြီးတွေmechanical ကြောင်းဆိုရိုက်တဲ့ဟာကြီးအားဟာကြတော့high profile ပေါ့နော်lighting က18မျိုးပြောင်းလို့ရတယ်နောက်တော့သူက type ကအတန်ရိုက်တဲ့ခါကြလို့ရှိရင် click clack အဲ့ဒါကဒီဟာလေးက3မျိုးထုတ်ထားတယ်3မျိုးမှာကသူက clicky ရယ် tactile ရယ် linear ရယ်clicky ကြတော့ခချအဲ့လိုမျိုးအတန်အရန်ထွက်တယ်အဲ့တော့ကိုကြတော့ရေရှည်သုံးမယ်ဆိုဥမာအနည်းဆုံး1နာရီ2နာရီထက်သုံးမယ်ဆိုလို့ရှိရင်တော့မှာပဲကြာရင်နားကြီးလာမှာဆိုတော့အဲ့ဒါကြောင့်မို့ clicky မယူဒါလေးကြတော့ tactile ကြတော့သူကနှိပ်ရင်အဲ့လောက်ကလေးပဲအဲ့တော့ဝယ်မယ်ဆိုလို့ရှိရင်တော့ကိုကြိုက်တဲ့ဥစ္စာကိုတေချာလေးရွေးဝယ်ဖို့အကြံပေးချင်ပါတယ်လက်လုံးကြီးရယ်ယောက်ျားလေးဆိုလို့ရှိရင်တော့ဒီလိုတေးသေးလေးတွေမဝင်နဲ့ typing လောက်ရတာကတ်ပြီးတော့ကျမတို့လို့လက်သေးအရင်အရှိထားရတာကြိုက်တဲ့လူတွေကြတော့ဒါလေးဆိုရင်တော့နည်းနည်းလေးတိုင်ပတ်သေးတယ်တချို့ကီးတွေဆိုရင်ကီးကတော့ကြီးရယ်ဒါပေမဲ့ချော်ပြီးတော့ရိုက်မိတာတွေပါတယ်ရှိမှာဆိုရင် high profile နဲ့ keyboard ကိုဒီလိုမျိုး1C မဟုတ်ဘဲနဲ့2C တို့ 3C တို့အဲ့လိုမျိုးချဲထားတဲ့ဟာမျိုးဝယ်တာပို့ပြီးတော့အပေးပါတယ်ဒါပေမဲ့ကိုကတော့ကိုရှိတဲ့အခန်းခုံနေရအရွယ်စားပေါ်မှာမူတည်ပြီးတော့ဒီ type လေးကိုဝယ်တာပေါ့နော်ဒါပေမဲ့အဆင်ပြေပါတယ်ရေရှည်သုံးခံမိလို့တော့မျှော်လင့်ရတယ်အဲ့တော့အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်သိချင်တာလေးရှိရင် comment မှာရေးထားလို့ရပါတယ်သိတဲ့လောက်ကလေးပြန်ဖြည့်ပေးပါမယ်ဒါက sponsor မဟုတ်ပါဘူးရှင်ကျေးဇူးအများကြီးတင်ပါတယ်